တချို့သောသူတွေဟာကိုယ့်ရဲ့ခံစားချက်တွေကိုပုံမှန်အတိုင်းပြန်စဉ်းစားတာနဲ့အတွေးတွေလွန်ကဲပြီးပိတ်မိနေတာကိုကွဲကွဲပြားပြားမသိကြပါဘူးမိတ်ဆွေရောဒီလိုဖြစ်ဖို့ပါသလားအတွေးတွေပိတ်မိနေတာကဘာကြောင့်လဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပါတငယ်ချင်းတစ်ယောက်ဖြစ်တဲ့ပါအိုလာဟာသူ့ခင်မွန်ဖြစ်သူဝဲနဲ့ပုံမှန်အတိုင်းပျော်ရွှင်တဲ့အိမ်တော်ကြီးတစ်ခုကိုပိုင်ဆိုင်ထားသူပါဒါပေမဲ့တရက်မှာတော့ပါအိုလာတဲ့ရောက်သူ့ခင်မွန်အကြောင်းကိုညှိထွားပြောဆိုနေခဲ့ပါတယ်သူခင်မွန်ရဲ့စကားကြမ်းတမ်းမှုကြောင့်ခန်းစားချက်တွေထိခိုက်ခဲ့ရပုံကိုပြောပြတာပါအဲ့ဒီနောက်တစ်ပတ်မှာတော့ပါအိုလာဟာခင်မွန်ဖြစ်သူနဲ့ရန်ဖြစ်ခဲ့တဲ့ကိစ္စကိုခဏခဏပြန်စဉ်းစားပြီးစိတ်ထဲမှာပြန်လဲကျေနပ်အောင်တိုက်ပွဲဆင်နေမိကြောင်းပြောပြပါတယ်သူဘာမှမတုံ့ပြန်နိုင်ခဲ့တဲ့အခြေအနေကိုလည်းပြန်လဲတွေးတောပြီးနောက်တစ်ခါပါပြန်ပြောရမလဲဆိုတာတွေကိုလည်းစိတ်ကူးနဲ့စီစဉ်နေခဲ့တာပါဒီလိုအဖြစ်အပျက်တွေဟာမိတ်ဆွေရဲ့စိတ်ထဲမှာမရမနာလဲပတ်နေတတ်ပါတယ်စိတ်ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရအခုလိုအတွေးတွေပိတ်မိနေတဲ့အခြေအနေဟာအတိတ်ကအဖြစ်အပျက်တစ်ခုခုကိုအစပြန်တိုက်ပြီးအချိန်အကြာကြီးစိတ်ထဲမှာမကြည်မနှက်ဖြစ်နေတာကိုဆိုလိုပါတယ်ဒီအခြေအနေကိုညံကြီးတာလို့ယူဆနိုင်ပေမဲ့တကယ်တမ်းမှာတော့ဒါဟာထောင်ချောက်တစ်ခုနဲ့တူပါတယ်ဘာလို့လဲဆိုတော့တကယ်တမ်းလှုပ်ဆောင်တင်တာတွေကိုမလုပ်နိုင်ပဲပိတ်မိနေစေလို့ပါမိတ်ဆွေရဲ့အတွေးတွေပိတ်မိနေပြီလားဆိုတာကိုသိနိုင်ဖို့အတွက်ကိုယ့်ဘာသာအခုလိုမေးခွန်းတွေမေးကြည့်ပါပထမဆုံးအနေနဲ့ပြဿနာတွေကိုစဉ်းစားနေတာကအဖြေတစ်ခုစီကိုဥတီသွားသလားဒါမှမဟုတ်ဝဲလေလေဖြစ်နေလားဆိုတာကိုသတိထားကြည့်ပါတကယ်လို့အတွေးအသစ်တွေမရပဲပိတ်မိနေတယ်ဆိုရင်ဒါဟာပြဿနာကိုဖြေရှင်းနေတာမဟုတ်ပါဘူးနောက်ထပ်မေးခွန်းတစ်ခုကတော့မိတ်ဆွေဟာဒီအရာတွေကိုစဉ်းစားဖို့ရွေးချယ်ခဲ့တာလားဒါမှမဟုတ်ရက်ချင်ပေးမှရက်လို့မရတာလားဆိုတာပါပဲစိတ်ထဲကအတွေးတွေဟာဘရိမပါတဲ့ကားတစ်စီးလိုတရက်ဆက်ပြီးလွှားနေသလားမိတ်ဆွေကအဲ့ဒီအတွေးတွေကိုမရက်တတ်နိုင်ဘူးလို့ခံစားရင်ဒါဟာအတွေးတွေပိတ်မိနေပြီဆိုတဲ့လက္ခဏာပါပဲမိတ်ဆွေရဲ့စိတ်ထဲကစကားလုံးတွေစိတ်ကူးရင်မှုတွေဟာရင်းနှီးနေပြီလားဒီလိုအတမျိုးတွေကိုမိတ်ဆွေရဲ့ခေါင်းထဲမှာအကြိမ်ကြိမ်ကြားနေရပြီလားဒီလိုစိတ်ကူးရင်မှုတွေဟာမိတ်ဆွေအရင်ကမြင်ဖူးခဲ့တဲ့ဗီဒီယိုတွေကိုပြန်ကြည့်နေရတယ်လို့မျိုးခံစားရတယ်ဆိုရင်ဒါဟာအတွေးတွေပိတ်မိနေတာသိချပါလေအတွေးတွေပိတ်မိနေပြီးတဲ့နောက်မိတ်ဆွေပိုကောင်းလာသလားဒါမှမဟုတ်ပိုဆိုးလာသလားတကယ်လို့စိတ်ထဲမှာနာကျင်တာတွေစိတ်မသက်မသာဖြစ်တာတွေစိတ်ဆင်းရဲတာတွေဒါမှမဟုတ်ကိုမလိုအပ်ဘူးလို့ခံစားရတာတွေဖြစ်လာရင်ဒါဟာအတွေးပိတ်မိနေတာပါပဲနောက်ဆုံးမေးခွန်းကတော့အခုဖြစ်ပျက်နေတဲ့ကိစ္စတွေဟာတလဒါမှမဟုတ်တစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာအရေးကြီးနေအောင်မလားဆိုတာပါပဲဒီကိစ္စတွေကမိတ်ဆွေရဲ့အချိန်တွေစိတ်ထက်ခွန်အားတွေကိုတကယ်ပဲထိုက်တန်ရဲ့လားအဆိုတော်ချဲပြောဖူးတဲ့စကားတစ်ခုရှိပါတယ်9နှစ်ကြာရင်အရေးမပါတော့ဘူးဆိုရင်အခုလည်းအရေးမပါဘူးလို့ပြောခဲ့ပါတယ်အခုလိုမေးခွန်းတွေကိုမေးကြည့်ပြီးတဲ့နောက်ပါအိုလာဟာသူ့အတွေးဆက်ဝိုင်းကိုရပ်တန့်နိုင်ခဲ့ပါတယ်သူမကိုအများဆုံးကူညီပေးခဲ့တာကတော့စိတ်ထဲကစကားလုံးတွေရင်းနှီးနေပြီလားဆိုတဲ့မေးခွန်းပါမိတ်ဆွေလည်းဒီလိုမေးခွန်းတွေနဲ့ကိုစစ်ဆေးပြီးအချိန်မဖြုံးမိအောင်ဂရုစိုက်တင်ပါတယ်အခုလိုအတွေးတွေပိတ်မိနေတာလို့သိရှိသွားပြီဆိုရင်ဒီစွမ်းရည်တွေကိုဖန်တီးမှုဒါမှမဟုတ်ထိုးထွင်းဉာဏ်တွေအဖြစ်ပြောင်းလဲပြနိုင်ပါတယ်ဒါမိတ်ဆွေရဲ့ဘဝအတွက်အဖို့တန်တဲ့အရာတွေဖြစ်လာနိုင်ပါတယ်